လာမယ့်ဇန်နဝါရီမှာလက်ရှိပရီးမီးယားလိရဲ့အကောင်းဆုံးတောင်ပန်ကစားသမားကိုခေါ်ယူသွားတော့မယ် United ပရိသတ်တော်မင်္ဂလာများရွှေရိုးအိုင်ဘတ်ခွန်ရှိကို Sport Area ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်။ United ဟာလာမယ့်နေရာလီပြောင်းရွှေ့မှာလက်ရှိပရီးမီးယားလိရဲ့အကောင်းဆုံးတောင်ပန်ကစားသမားတူကိုခေါ်ယူသွားဖို့ရစီစဉ်လျက်ရှိပါတယ်။သူကတော့ဘောပေါအသင်းရဲ့ဂါနာအကျယ်ဝင့်တောင်ပန်ကစားသမားစီမီညိုပဲဖြစ်ပါတယ်။စီမီညိုဟာလာမယ့်ဇန်နဝါရီပြောင်းရွှေ့မှာဘောပေါအသင်းကနေထွက်ခွာဖို့ရတေချာသလောက်ရှိနေပြီဖြစ်ပါတယ်။သူကိုခေါ်ယူဖို့လီဗာပူးမန်စီးတီးအသင်းတို့နဲ့အပြိုင် United ကစိတ်ဝင်စားလျက်ရှိနေတာပဲဖြစ်ပါတယ်။စီမီညိုဟာတရားအသင်းမှာဘောပေါအတွက်ပရီးမီးယားလိ15ပွဲကစား9ဂိုးအတွင်း3ဂိုးဖန်တီးပေးထားနိုင်သူဖြစ်ပါတယ်။ဒါလက်ရှိပရီးမီးယားလိမှာမန်စီးတီးတိုက်စစ်မှုအာလင်ဟာလန်19ဂိုး Brentford တိုက်စစ်မှုတီယာကို17ဂိုးတို့ပြီးအများဆုံးပဲဖြစ်ပါတယ်။တီယာကိုတော့မှ17ဂိုးမှာ9ဂိုးကပယ်နတီကနေသွင်းယူထားတာပါ။ဂိုးပါဝင်ပတ်သက်မှုမှာစီမီညိုကဟာလန်အချိန်20 Bruno Fernandes 12ချိန်တီယာကို17ချိန်တို့ပြီး10ချိန်နဲ့အများဆုံးဖြစ်ပါတယ်။လက်ရှိမှာဘုံမောက်ကအဆင့်73နေအောင်ပရီးမီးယားလိမဘေးစရာရဲ့အလဲလက်မှာရပ်တည်နေတယ်ဆိုပေမဲ့သူတို့ဘလောက်အထိကောင်းလဲဆိုတာအသင်းကြီးတွေနဲ့တွေ့တဲ့ပွဲတွေကတက်သေးပဲဖြစ်ပါတယ်။ဒါဆိုရင်စီမီညိုရဲ့ကစားပုံနဲ့ကစားရန်ကိုတစ်ချက်လောက်ကြည့်လိုက်ရအောင်ပါ။စီမီညိုကိုပြီးခဲ့တဲ့နေရာဒီပြောင်းရွှေ့မှာ United ပါဝင်ပရီးမီးယားလိအသင်းကြီးတော်တော်များများကစိတ်ဝင်စားခဲ့တာပါ။ဒီထဲမှာ Spurs လီဗာပူးမန်စီးတီးတို့လည်းပါဝင်ခဲ့တာဖြစ်ပါတယ်။နာမည်ကျော်ချန်နယ်လစ် Fabrizio Romano ကိုယ်တိုင်အင်တာဗျူးထားတာဖြစ်တဲ့အတွက် United ဟာစီမီညိုကိုအမှန်ကန်လို့ချင်နေတာကိုသိကြပါတယ်။ဘောမောဘက်ကတတ်မှတ်ထားတဲ့စီမီညိုအတွက်ပြောင်းရွှေ့ကြေးပေါင်65တန်းကိုလည်း United တို့ပေးချေဖို့ရအဆင်သင့်ရှိနေတာပဲဖြစ်ပါတယ်။ပေါင်65တန်းကစီမီညိုလိုဒဏ်ရာပြဿနာကင်းစင်ပြီးပွဲတိုင်းစွမ်းဆောင်ရည်အပြည့်နဲ့ကစားတဲ့ကစားပါမျိုးအတွက်ဒီဘက်ခေတ်မှာဘာမှမပြောပါလာဘူးဖြစ်ပါတယ်။စီမီညိုဟာနှစ်တိုင်းတိုးတက်လာတဲ့ခြေစွမ်းမျိုးကိုပြသတဲ့ကစားမမျိုးဖြစ်ပြီးလက်ရှိအချိန်ကသူ့ရဲ့ကစားမဘဝအကောင်းဆုံးသောအချိန်ရောက်နေတာဖြစ်ပါတယ်။အသင်းဘောလုံးဆုံးရှုံးထားအချိန်မှာမခိုကပ်ခဲ့ဘူး။ Pressing အားကောင်းတဲ့ကန်စစ်ကိုနိုင်တဲ့ body တောက်တင်းမှုရှိတဲ့တွန်းတွန်းတိုက်ကစားနိုင်တယ်။ဒါနဲ့မကသေးပဲတူးချင်းဖြတ်ကျော်မှုအားကောင်းပြီးတိတ်ကော်မှာရောတူပဲမှာထူးချွန်တဲ့ကစားမမျိုးဖြစ်ပါတယ်။ဒါနဲ့မကသေးပဲဘဲချီရောညာချီရောကျွမ်းကျင်ကစားနိုင်ပြီးတိုက်စစ်ရဲ့နေရာဆုံးမှာကစားနိုင်တာကသူ့ရဲ့နောက်ထပ်ကြီးမားတဲ့အားသာချက်ဖြစ်ပါတယ်။ကိုယ်လဲကိုယ်တိုင်သွင်းနိုင်ကိုယ်တိုင်လဲဂိုးဖန်နေပေးနိုင်ပြီးလက်ရှိပရီးမီးယားလိရဲ့အကောင်းဆုံးတိုက်စစ်မှုစင်းထဲမှာပါပါတယ်။ဒါပေမဲ့ဒီနေ့မှာမင်းဆရာရှိတာက United တို့အမေရိကန်လိုအပ်နေတာတာဝန်တိုက်စစ်ကစားမဟုတ်ရလားဆိုတာပါပဲ။လက်ရှိမှာကိုညာအမိုတို့ကိုပိုင်ဆိုင်ထားတဲ့ United ကရှက်ကိုဇယ်ဒီတို့ကလည်းရှိနေသေးတယ်လို့မေဆင်မော့ကလည်းတောင်ပန်ထွက်ကစားနေရတာပါ United တို့အမှန်ကန်လွဲနေတာကွင်းလယ်လို့ဖြစ်ပါတယ်ဒါပေမဲ့ United ကစီမီညိုပြင်ဘလီဘာတို့လိုကွင်းလယ်ကစားသမားတွေကိုလည်းခေါ်ယူဖို့စိတ်ဝင်စားနေတာကြောင့်ကွင်းလယ်ရောတောင်ပန်မှာထပ်မံအားဖြည့်လာဖြစ်နိုင်ပါတယ်ဒါပေမဲ့စီမီညိုလာရောက်လာခင်အာဖရိကဗလာပြိုင်ပွဲတွေမှာအမ်ဘိုမိုအာမတ်စီမီညိုတို့လိုအဓိကကစားသမားတွေကိုတပြိုင်နက်တည်းဆုံးရှုံးရတဲ့အနေအထားတော့ဖြစ်လာနိုင်ပါတယ်ဒါနဲ့မကသေးပဲလီဗာပူးမန်စီးတီးတို့နဲ့အပြိုင်လိုက်ရမှာဖြစ်တဲ့အတွက် United အတွက်ခေါ်ရေးတိုက်ပွဲမှာအနေငယ်တော့ခက်ခဲလာနိုင်တာဖြစ်ပါတယ်ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကတော့ပါမယ်နောက်နေ့မှာလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းအကြောင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page တွေကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါဦးလို့ပြောရင်းနဲ့ညီကုန်းချုပ်လိုက်ရပါတယ်ခင်ဗျာ